Okay. Hello. Hello. စိတ်ဝင်စားကြပဲ အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့မလေးရှားကိုခရီးသွားပါမယ်ပြည်နန်းမှာ2ရက်ကွာလာလမ်ပူမှာ2ရက်နေမယ်ပေါ့နော်ဒီည9ရက်ခရီးသွားပါမယ်ကျွန်တော်ပဲသွားမယ်ဆိုတာလိုက်ခဲ့ကြပါဦးချမ်းနေပြီးတော့ overseas ခရီးသွားပြီးတော့ပြန်လာဖို့ရှိတယ်ဆိုရင် VNT တော့မဖြစ်မနေထူခဲ့ဖို့လိုပါတယ်ကျွန်တော်တို့ flight ကိုcheck in ဝင်ပြီးသွားပြီဆိုရင်တရား immigration မှာ VNT တော့ passport ပြပြီးသွားထူရမှာပဲပြည်နန်းလေသေးကျွန်းမြို့လေးရောက်ရှိပါပြီသူတို့စီမှာလည်း Grab taxi စီမှာဆိုရင်တည်တံ့စုံလေးတစ်ခုရှိပါတယ်ဒီကောက်ခီးစဉ်လေးကတော့အထူးစိတ်ကြပါပဲကျွန်တော်ရဲ့အဖွားနဲ့ရောကျွန်တော်ရဲ့ best friend တစ်ယောက်နဲ့ရောတော့တွေ့မှာပါရမ်းပျော်နေပြီပျော်နေ Hello ဒါမြည်ကြီးလေလားကဲဒါမြည်ကြီးလို့ခေါ်ပါသည်ကဲပါအောင်ထုတ်ဆက်လိုက်ပါဦး Long time no see How you doing? Long time no see ပါဘယ်လိုလဲ I got your lunch today. Gonna eat something ဘယ်တော့စားမရလဲဘာရမ်းစားလဲ ။အဲ့ဒါပဲဆိုင်ထားတာလည်းလိုက်ကြည့် ဒီနေရာလေးကတဲတဲ့နေရာလေးကတော့မှန်သွားပြီပေါ့တော့တော်တော်လေးလှတယ်နေရာလေးကတော့ street art လေးနဲ့ You order your food and the sitting place is there. Ah, I see. So, Indian food. Okay, let's do a shout to you. Our bill, Saga, baby. Let's start now. Okay. Hello. 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 Hi. Indian food ကတော့ဝင်ကြိတ်ပြီးပေါ့နော်ဈေးကတော့မဆိုးပါဘူးအရင်တက်တာလည်းမဟုတ်ဘူးညားလည်းမဟုတ်ဘူးပေါ့နော်အလေလက်တော့ဖြစ်တယ်အရသာလည်းဘိုက်စာနေလို့တော့မသိဘူးစားလို့တော့တော်တော်ဝင်သွားတယ်ဒါပေမဲ့အရင်ကောင်းလားဆိုလည်းလို့ဆိုး situation ပဲဆိုပါ Okay. ဟိုပေါ့ပြည်နန်းမြို့လေးကိုသဘောကျနေပြီအခုကျွန်တော်ဒီတဲပြတဲ့နေရာ George Town ဆိုတဲ့နေရာပေါ့နော်ဒီနေရာမှာ artwork street artwork တွေလည်းအများကြီးပဲအဲ့လို sign လေးရလို့ချစ်စရာလေးဒါဒီတို့ကလည်းလုံးဝတော်တော်တာရတယ်စားကြဆိုင်တွေကတော့အများကြီးရှာထားသေးတယ်ဆိုတော့ကိုကြီးကတော့စားအောင်ပေါ့နော်လောဆယ်တော့ဟိုတယ်ကိုခဏပြန်မယ်ပြန်ပြီးတော့နည်းနည်းဒီမိုးလေးပါချိုးပြီးတော့မှဒီစီကပြန်ထွက်မယ်ယူလီယာအေးချမ်းချမ်းလေးနဲ့ slow life လေးဟုတ်လေရမှာရပူစမ်းတောက်ကြည့်ရဟိုတယ်ရှိရလူကြိုက်များတဲ့ photo spot တွေပါ Nom Tan ပြီးဆိုတဲ့ cafe ပေါ့နော်စီးဖူတွေလည်းအများကြီးရတယ်လောလောဆက်ဆက်ပဲရှိုးလိုက်အောင်စားကြရတော့လောလောတယ်တော့ချက်ချင်းမစားနိုင်သေးဘူးတော့ဒီချောက်သွားလိုက်အောင်ပတရားနဲ့တော့နည်းနည်းလေးဆင်တယ်တဲတဲ့နေရာနဲ့အနီးဆုံးနေရာတစ်ခုကိုသွားတာပေါ့နာမည်ကဂါနီဘေးဒီနားကွန်တွေတော်တော်လာမှကြီးပါရှူးစီလာပြီးတော့တိုင်ပတ်နေတဲ့ညနေခင်းလေးတစ်ဖြတ်ပါဒီနေရာရဲ့နေရာလေးကလမ်းလျှောက်စပိန်နေလို့ရမ်းကောင်းပါတယ်လောလောတယ်ကတော့ Georgetown area မှာရှိရဲချူးချက်တီပေါ့နော်ဒီကောင်ကstreet market ပုံစံမျိုးပဲပေါ့ဆိုတော့ကျွန်တော်အဲ့ဒါတွားကြည့်နေတယ်အဲ့ဒီနည်းနည်းနောက်ကျပါတချို့ဆိုင်လေးကတော့ပိတ်နေပြီပေါ့နော်ဆိုင်ဖွင့်တဲ့ဆိုင်လေးနေလိုက်ကြည့်ဒီပကြီးကတော့လူတော်များသိကြမယ်လို့ထင်ပါတယ်ဒါလေးကတော့ချူးချက်တီရဲ့ photo spot တော်တော်များဒီနားမှာရိုက်ကြတယ်ကျွန်တော်တွေ့ရဲ့ video လေးမှာလည်းဒီနေရာမှာတော်တော်လေးတက်ပုံရိုက်ကြတယ်တွေ့ဆန်းဆက်နေတော့ကွက်တီမနေ့နေ့လေတော့လာနိုင်တော့ဒီနားဆိုင်လေးအကုန်လုံးဖွင့်ထားမယ်ပို့လာမယ်ချူးချက်ဒီရဲ့အစုံနားမှာဗာဒီနားမှာတက်ဖို့တော်တော်ရိုက်ကြပါတယ်လှမ်းမီနီယာကတော့ Better Ward ပြည်နန်းဘက်ပါဒီချူးချက်ဒီမှာကတော့အမတ်တရားလက်ဆောင်ဝယ်လို့ရတဲ့ဆိုင်လေးတော်တော်များတယ်ပေါ့နော် ။ဘာပြောမှာ Hello Better review ပေးလိုက်တော့မယ်ဒါကြီးငါတို့ လမ်းကူတာမရက်ပေးဘူး လမ်းကူတာတော့ကားလောမရက်ပေးဘူးစောင်းတော့ပုတ်တယ်ဟဲ့ထိုင်းမှာလည်းရက်ပေးတယ် ဘာသွားမယ် ဟုတ်လားအကောင်ဒီကပဲရစိတ်မရှိဘူးကြည်လက်တိုရေကဲမဟုတ်တော့နံပါတ်1တော့နည်းနည်းဝင်ကြိတ်လိုက်တော့ Oh yes ဒွေးနီးနဲ့ရထောင်းနေရပဲအဆင်မပြေဘူး စီးပြီးပါတယ်ဦးကြိုက် No sharing happiness တကယ်တော့ရေခဲမှုညစားတာဘယ်သူမှမပြောပါဘူးစီးမယ်ဆိုပြီးမေ့သွားခဲ့တဲ့ဟာပေါ့နော်ပြည်နယ်ရောက်ရင်မဖြစ်မနေလုပ်တဲ့နေရာတွေပါအခုရှောင်းနေတဲ့လမ်းကလည်း Georgetown နဲ့မှာနာမည်ရမ်းကြီးတဲ့ Armenian Street ပါပဲရှိတယ်ဒီညလိုက်ရင်ရက်တော့ဘူးကျွန်တော်လည်းလိုက်တဲ့ auto ပါဒီကအများကြီးပဲကွာတော်တော်လှတာပဲလက်ဆောင်ပေးမယ်ဆိုရင်ဒီလိုဆိုင်လေးရာနေဝယ်တစ်
ညာမင်းသားလေးထွက်လာပါပြီတကယ်သူတို့ကတကယ်ကို slow လိုက်ပဲဆိုင်တွေကတိတ်တောင်မရှိတော့ဘူးပြီးသွားရင်မနေ့ဆိုရင်လည်း9 နာရီလောက်မှဆိုင်တွေတော်တော်များဖွင့်နေပြောပါတယ်မိသူတို့ရဲ့ traditional food ခါကွေးပြောင်းညက်ခေါက်ဆွဲတော့တိတ်ပြီနာမည်ကြီးတာစုရအောင်ရတာလည်းဘယ်လိုရတာရှိလဲမသိချက် try နေပြီးပြီဒီချက်ကွေးပြောင်းဆိုတဲ့ညက်ခေါက်ဆွဲရောကျွန်တော်တို့မြန်မာပြည်ကဘိတ်ကကြီးကနေတော်တော်ကြီးပြတယ်ပေါ့နော်ကျွန်တော်တို့ဘိတ်ကကြီးကဒီအစားအစာတွေဆင်းသက်လာတယ်လို့သိရပါတယ်။ဒီကပကံထဲမှာဂုံးစိမ်းကိုထည့်ထားပြီးတော့ဒီကြော်ထားတဲ့ညက်ခေါက်ဆွဲအပူချိန်နဲ့ထုတ်လိုက်ပါလို့ Oh yeah. Let's try တတိကိုင်းလိုပါမယ်တရုပ်မပါတယ်သူကတတိကိုင်းနဲ့တော်တော်လေးထိုက်ရှာတူတယ်ပေါ့နော်အဲ့ကောင်ဒီဆိုင်ကိုတော့ထပ်လာစားမှာလားဆိုရင်တော့ကျွန်တော်စားမှာပါရတာလေးတော်တော်လေးစင်ပြေပါတယ်ဈေးလည်းမစိုးဘူးပေါ့နော်ဆိုင်ကို 3.5 out of 5လောက်ပြီးတော့ဟို portion လေးလည်းမစိုးဘူးဈေးလေးလည်းမစိုးဘူးရတာလေးလည်းမစိုးဘူး okay နောက်တစ်ခုထပ်စားအောင်မယ်ဒီနားမှာ street food တွေအများကြီးပဲလေထူးဆန်းတယ်အကင်လို့ထင်တာကအကင်မဟုတ်ဘူးပေါ့နော်ဒီလိုအိုးတဲ့ကိုပြုတ်ပြီးစားမှာတော့ fish ball ဒါ pork ball တဲ့ဟေးဒီဒါကပါလေငါးသားချောင်းနဲ့ဟိုဈေးလေးပါလေ အားလေးကို ငါလည်းစားပြပြီလို့ပါစိတ်ဝင်စားကြပဲโอเคငါးသားချောင်းလေးဒါ fish cake နေတယ်ဟုတ်တယ် fish cake ဘာလဲမသိဘူးတော့ယူလိုက်ပြီဝါသားတို့ထိုးကိုယ့်ဘာပြုတ်သွားတယ်လို့ပဲပူရဟာနေုံလက်ကြီးကဝင်ကိုလက်ကိုစားရုံဘယ်လောက်ဆိုကြက်ပြီသိလား အဲ့တော့စိတ်ကတို့ကငိုရောက်ချက်ပြီးတာတကယ်အစိမ်းပေါ့ ချင်းက စေးဖို့ဆော့တာတော့ထားတယ် အားလေးစားကြည့်ဒီတော့ပါစီးဘူးစောနေစားပါမလား အဲ့ဒါကစားလေးဆော့ဒီပဲဆော့ ဟုတ်ရဒါလည်းဝသားလိုလိုပဲစိုင်းနဲ့ဘယ်တော့စားမှမသိချိုတော့မယ်ပြီးရင်7-11မရောက်ဘူးလို့ဒီက7-11ပါရဘာလဲဝင်စီလီနာထောင်ဒီဟာလေးတောက်ပြီးတော့ဒီဘောင်းဆုံးတက်လိုက်ပါတယ်ဒီတူဗီဒီယိုစောင်းစတဲ့ရဲ့ရှယ်